ဒီရက်ဒီမှာကျွန်တော်က grade 10 11 12 ကလေးတွေတော့ကိုကျွန်တော် grammar series ကိုကျွန်တော်ပုံမှန်တင်ပေးနေပါတယ်ကျွန်တော်တို့ grammar သင်တဲ့ပုံစံက pattern တွေမသုံးဘူးကြပြားတွေမသုံးဘူးကျွန်တော် user အရာဆိုရင်ကျွန်တော် user ကတော့pattern တွေကြပြားတွေသုံးပြီးစာသင်တာကကလေးတွေအကြောင်းမှအမှတ်ရကောင်းရနိုင်တယ်ဒါပေမဲ့လက်တွေ့ဘဝမှာအသုံးချဖို့အတွက်အင်္ဂလိပ်စာကိုအသုံးချဖို့အတွက်ဆိုရင်တော့သူတို့အတွက်မပါလာလောက်ဘူးလို့ယူဆတယ်အဲကြောင့်မို့ကျွန်တော်က pattern တွေကြပြားတွေသုံးပြီးစာသင်တဲ့စနစ်ကိုပုံစံကိုကျွန်တော်ကတော့မကြိုက်ပါဘူးကျွန်တော်တို့ဒါကြောင့်မို့ကျွန်တော်သင်တဲ့ပုံစံကစာကြောင်းတစ်ကြောင်းကိုကိုယ်တိုင်ရေးပြီးတော့ဘာသာပြန်ပြီးတော့အခြားစာဒီလိုမျိုးအမျိုးတူတဲ့စာကြောင်းတွေဘယ်နှကြောင်းရေးနိုင်လဲဆိုတာမျိုးပဲကျွန်တော်တို့ကချက်ထွင်ပြီးတော့သင်ပေးတာပါအဲ့တော့ကျွန်တော်တို့သင်တဲ့ပုံစံကတချို့အခြေခံနေတဲ့ကလေးတွေခက်ခဲကောင်းခက်ခဲနိုင်ပါတယ်အင်္ဂလိပ်စာကိုကိုယ်တိုင်မေးခွန်းထုတ်တတ်မယ်စာကြောင်းတွေရေးတတ်မယ်ဒီလိုစကလေးတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့အခြေခံမရှိတဲ့ကလေးတွေအတွက်ကိုကျွန်တော်တို့ကထပ်ပြီးတော့စဉ်းစားရပါတယ်အဲ့တော့အခြေခံမရှိတဲ့ကလေးတွေအတွက်ကိုကျွန်တော်တို့ကအင်္ဂလိပ်စာကိုအခြေခံကြအစကနေပြီးတော့နောက်ကိုယ်တိုင်မေးခွန်းတွေထုတ်တတ်တဲ့အထိသင်ပေးဖို့ရင်အတွက်ကျွန်တော် grammar C အင်္ဂလိပ်စာအခြေခံ grammar C လေးကိုကျွန်တော်ပုံမှန်တင်ပေးသွားပါမယ်အဲ့တော့အခြေခံမရှိတဲ့ကလေးတွေကအခြေခံရှိအောင်လို့ grammar အခြေခံ grammar CD လေးကိုအရင်ဆုံးလေ့လာပြီးတော့မှကျွန်တော်တို့ရဲ့10 11 12 grammar တွေကိုလေ့လာမယ်ဆိုရင်အင်္ဂလိပ်စာကသူတို့အတွက်အခက်အခဲတွေရှိနိုင်စရာအကြောင်းမရှိပါဘူး grammar ခေါင်းစဉ်တွေဘလောက်ပဲများများရောစရာမရှိသလိုမှားစရာလည်းအကြောင်းရှိမှာမဟုတ်ပါဘူးအားကြောင့်မလို့ကျွန်တော်တို့ကအကြံပြုချင်ပါတယ်အခြေခံမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အခြေခံ grammar CD တွေကိုအရင်ဆုံးလေ့လာပါအခြေခံရှိတဲ့ကလေးတွေအတွက်ကတော့ကျွန်တော်တို့ပုံမှန်တင်ပေးနေတဲ့10 11 12 grammar လေးကိုပုံမှန်လေ့လာသွားမယ်ဆိုရင်10 11 12မှာအသုံးပြုရုံသာမကတခြား level တွေမှာလည်းပဲဒါတွေကအရန်ကိုအသုံးဝင်တဲ့ပြီးတော့အင်္ဂလိပ်စာကိုတိုးတက်စေမယ်အကူအညီဖြစ်စေမယ်အရာတွေဖြစ်မယ်ဆိုတော့ရေရေကြီးပြောနိုင်ပါတယ်ဒါကြောင့်မလို့ပုံမှန်လေ့လာပေးကြပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်